ဒီမိန်းကလေးဟာအသက်12နှစ်အရွယ်မှာတဲ့အတင်းအဓမ္မလက်ထပ်ပေးခြင်းခံခဲ့ရတဲ့မိန်းကလေးတဦးပါဇလန်းအစမှာသူမဟာကျွဲနွားတွေကိုမြစ်ထဲမှာရေချိုးပေးရင်းကျွဲတွေကိုနင်တို့ဒီမှာပဲရေချိုးပြီးနေခဲ့ကြငါကြောင်းသွားအောင်မယ်လို့ပြောပြီးတစ်ပင်အောက်မှာဝတ်ထားတဲ့သူမရဲ့ကြောက်တင်ပုံကိုယူကာကျောင်းကိုအပြေးလွှားသွားခဲ့ပါတယ်ကျောင်းမှာစာတင်တာကိုအာယုံစိုက်နေတော့နေ့လယ်စာစားချိန်ရောက်တော့အခြားကလေးတွေကတငယ်ချင်းတွေနဲ့အတူထမင်းစားနေကြပေမဲ့သူမမှာစားစရာမပါလာပါဘူးဒါကြောင့်တစ်ပင်ကကြွေးကြနေတဲ့ပန်းတွေကိုပဲစားပြီးပတ်ထိခဲ့ရပါတယ်စာတင်နေတော့မှပဲအပြင်ကနေကျွဲတွေလဲကွင်းထဲဝင်ကုန်ပြီလို့အော်ပြောတန်ကြလို့ဆရာကိုတောင်ခွင့်မတောင်းပဲအမြန်ပြေးထွက်ခဲ့ရပါတယ်ဒါကိုမြင်တဲ့သူမရဲ့အဖေကစိတ်မကောင်းဖြစ်နေပေမဲ့အမေဖြစ်သူကတော့ဒီကလေးမကိုအမြန်ဆုံးလက်ထပ်ပေးမှဖြစ်မယ်လို့ပြောနေပါတယ်သူမဟာဒီစကားကိုကြားပြီးကြောက်လန့်နေခဲ့ပါတယ်မကြခင်မှာပဲသူမဟာစတုတ်ထတန်းအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အမေဖြစ်သူကစီစဉ်ထားတဲ့အတိုင်းအသက်ကြီးလူတစ်ယောက်နဲ့သူမကိုလက်ထပ်ပေးလိုက်ပါတယ်လက်ထပ်ပြီးရောက်ခါမှအိမ်ရောက်တဲ့အခါမှာလဲမင်းကဒီအိမ်မှာမိဖုရားကြီးလို့ထင်နေလားသွားလှုပ်ဆန်းဆိုပြီးနှိပ်စက်ခံရပါတယ်နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့သူမဟာကလေး2ယောက်ရဲ့မိခင်ဖြစ်လာပါတယ်တနေ့မှာမိုးရွာနေတော့ကလေးတွေမိုးရေထဲဆော့နေတာကိုမြင်တဲ့ရောက်ခါမှကကလေးတွေနေမကောင်းဖြစ်တော့မယ်သွားခေါ်ဆန်းလို့ခိုင်းပါတယ်သူမဟာမိဖို့မှာရိုတီဖုတ်နေရင်ကလေးတွေကိုသွားခေါ်တဲ့အချိန်မှာရိုတီတွေအကုန်တူးကုန်ပါတယ်ဒါကိုမြင်တဲ့ရောက်ခမကသူမရဲ့အမျိုးသားကိုတိုင်တော့ပါတယ်သူမဟာစာဖတ်ရတာကိုအယံဝါဒနာပါပေမဲ့သူမရဲ့အမျိုးသားကမင်းကမိမဆိုရင်မိမလိုပဲနေစမ်းဒီလိုစာရွက်စာတမ်းတွေမဖတ်နဲ့ဆိုပြီးသူမကိုခြေထောက်နဲ့ကန်ကြောက်ကစာရွက်တွေကိုရေထဲလွှတ်ပစ်လိုက်ပါတယ်နောက်တစ်ခါသူမစာရွက်တရွက်ကိုခိုးဖက်နေတော့သူမရဲ့အမျိုးသားရုတ်တရက်ရောက်လာတာကြောင့်ကြောက်လန့်တကြားနဲ့အဲ့ဒီစာရွက်ကိုပါစက်ထဲထည့်ပြီးဝါမျိုးလိုက်ရတဲ့အထိဒုက္ခရောက်ခဲ့ရပါတယ်